မင်္ဂလာပါပရိသတ်ကြီးရေဒီနေ့ဗီဒီယိုလေးမှာတော့ကျမတို့မြန်မာနိုင်ငံမှာလူကြိုက်အများဆုံးမိသားစုသုံးကားလေး Honda Fit အကြောင်းပြောပြပေးသွားချင်ပါတယ်။အခုခေတ်စားနေတဲ့ model ကတော့ GP သို့မဟုတ် GK လို့ခေါ်တဲ့စတုတ္ထမျိုးဆက် Honda Fit ဖြစ်ပါတယ်။ဒါပေမဲ့ဈေးနှုန်းသက်သာပြီးအပိုပစ္စည်းပေါ်တဲ့ GE နဲ့ GP စတုတ္ထမျိုးဆက်တွေလည်းလမ်းမပေါ်မှာအများကြီးတွေ့နိုင်ပါတယ်။ဒီကားရဲ့ထူးခြားချက်ကသူ့ရဲ့အတွင်းခန်းပြောင်းလဲပြင်လွယ်ပါပဲ။နောက်ခန်းထိုင်ကုန်တွေကိုအပေါ်ကိုခောက်လိုက်ရင်ပန်းအိုးမြင့်တွေစပိန်တွေတင်လို့ရပါတယ်။ရှေ့ထိုင်ကုန်ကိုအိတ်အနေထားချလိုက်ရင်လည်းရှည်လျားတဲ့ပစ္စည်းတွေတည်လို့ရပါတယ်။ဒါကိုပဲ Magic Seats လို့ခေါ်ပါတယ်။အင်ဂျင်အနေနဲ့သူ့မှာ1.3 လီတာနဲ့1.5 လီတာ VTEC အင်ဂျင်တွေတက်ဆင်ထားပါတယ်။စီစားသက်သာတာကဒီကားရဲ့အဓိကအားသာချက်ပါတကားလန်ကိုမိုင်30လောက်အထိရနိုင်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံရဲ့ဈေးကြီးတဲ့လောင်စာဆီနဲ့ကိုက်ညီတဲ့အတွက်ဝယ်ယူသူများတာဖြစ်ပါတယ်။မောင်းရတာကလည်းပေါ်ပါလှုပ်ရှားလွယ်ပြီးမြို့ထဲရှိလမ်းချင်းတွေကားလေးတွေကြားမှာအဆင်ပြေသလိုလမ်းရှည်ပေါ်မှာလည်းတည်ငြိမ်ပါတယ် highway မှာလည်းတကယ်ကောင်းတဲ့ကားတစ်စီးပါဒါပေမဲ့အားနည်းချက်အနေနဲ့လည်းရှိပါတယ်ပထမဆုံးအနေနဲ့လေတံသက်သာဖို့အတန်ကာရန်တာတိတ်မကောင်းပါဘူးအထူးသဖြင့်အဝေးပြေးလမ်းမြန်ပေါ်မှာလေတိုက်တန်ဘီးတန်တွေအတွင်းကိုအတော်အသင့်ဝင်ပါတယ်ဒုတိယကတော့အတွင်းခန်းသုံးပစ္စည်းတွေကပလတ်စတစ်တော်များများသုံးထားတဲ့အတွက်ဇိမ်ခံကားလိုခံစားရမှာမဟုတ်ပါဘူးတတိယအနေနဲ့ CVT ဂီယာဖြစ်တဲ့အတွက်အင်ဂျင်မီတန်ကိုအတော်အသင့်တီးခံရပါမယ်ဒါပေမဲ့လည်းစုစုပေါင်းခြုံငုံပြီးကြည့်ရင်တော့ဈေးနှုန်းလောင်စာဆီစားသုံးမှုအတွင်းခန်းကျယ်ဝန်းမှုတို့ကိုချိန်ဆကြည့်တဲ့အခါ Honda Fit ဟာမြန်မာနိုင်ငံကလူတွေအနေနဲ့ Honda Fit ကိုပထမဆုံးကားအဖြစ်ဒါမှမဟုတ်မိသားစုသုံးကားအဖြစ်ဝယ်ယူဖို့အကြံပြုချင်ဆုံးကားတစ်စီးပါပဲဒီဗီဒီယိုလေးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ကြိုက်နှစ်သက်ရင် like နဲ့ follow လုပ်ခဲ့ပေးပါနော်။ကြည့်ရှုအားပေးကြတဲ့မိသားစုတယောက်စီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်။